အားလုံးပဲမင်္ဂလာပါကဲတိုက်စီချစ်သူညီကိုများအားလုံးမင်္ဂလာပါခင်ဗျာကဲကျွန်တော်ကိုစိုးကြီးကားရှိုးတုံးလေးကကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုမင်းပါခင်ဗျာကဲတေးသေးကွေးကွေးလေးကိုကျွန်တော်သိန်းလေးအပေါ်လေးမှာသုံးဆွဲခြင်းနဲ့ဆိုလို့ရှိရင် Suzuki Edo လေးရှိပါမယ်ခင်ဗျာ2008 model CC A11Y လိုင်စင်လေးပါ A11Y လေးဆိုကျွန်တော်ပသိမ်မျိုးလေးထွက်ပါတယ်ခင်ဗျာကဲကာလာလေးကတော့ဖြူရောင်လေးပါကဲ Suzuki Edo နော်အင်ဂျင်ပါဝါအသေးပေါ်ပါလေးကျွန်တော်တို့စုံမမခွဲရတဲ့အပြင်ကိုဒါကျွန်တော်အချိန်ရလို့ရှိရင်လည်းငွေတစ်ခုအနေနဲ့ရှာလို့ရပါမယ်ကဲရသက်ပံအပူးလေးပါခင်ဗျာကဲဒါလေးကတော့အတွင်းငန်းလေးပါအတွင်းငန်းလေးဆိုလို့ရှိရင်လည်းထိုင်ကုန်တွေပါတန့်မယ်အပေါ် dashboard တွေပါကွဲတာပဲတာလုံးဝမရှိဘူးအဲယာကွန်လေးဆိုရင်လည်းအေးပါမယ်ခင်ဗျာကဲအော်တိုအမှန်2ဝီးလေးပါဂီယာအဆောင်ပြူမရှိပါဘူးခင်ဗျာပါဝင်းဒိုးလေး၄ပေါက်ပါသွားမယ်အမှန်ချိုးမှန်ခောက်တို့မီးချိန်လို့ရပါမယ်ခင်ဗျာကဲဒါလေးကတော့ဒိုင်ခွက်လေးပါလိုင်စင်လေးဆိုလို့ရှိရင်လည်းကျွန်တော်2020ခုတလပိုင်းထိပါခင်ဗျာလိုင်စင်သက်တမ်းလေးလည်းဝေးပါမယ်ကဲဒါလေးကတော့နောက်ခန်းလေးပါမိသားစု၄-၅ယောက်လောက်ပေါ်ပါလေးစီးလို့ရမယ်ကားလေးပါခင်ဗျာကဲဒါလေးကတော့နောက်ခန်းလေးပါကဲဒါလေးကတော့ကျွန်တော်စပယ်ဘင်းကြီးပါထားတဲ့နေရာလေးပါခင်ဗျာကဲတန်ကြီးစားလေးတော့နည်းနည်းပါသွားပါမယ်ရောင်းချပေးမယ်ဈေးတန်းလေးကလည်း2008 model လေးကို448သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါခင်ဗျာဝေချန်လက်ထက်ကြီးကြအားလုံးအဆင်ပြေစေရပါမယ်ဒီကာလာဖြူအောင်လေးပါဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39991020လီတစ်နစ်ကိုဆက်သွယ်မြင်းမြတ်နိုင်ပါတယ်3940405304နှစ်ကိုလည်းဆက်သွယ်မြင်းမြတ်နိုင်ပါတယ်ခင်ဗျာ Suzuki ရဲ့တို့ကျွန်တော် A11Y ကိုပသိမ်မျိုးလေးထွက်ပါတယ်ဒါလေးကတော့အင်ဂျင်ငယ်လေးပါခင်ဗျာရှော့ပါထိုင်လေးတွေတန့်ပါမယ်ဆောင်းတာပြူတာကွဲတာလုံးဝမရှိပါဘူးချိတ်တွေစပေါ့တွေကြီးလို့ရပါမယ်နော်ကဲချက်စီလေးကတော့ဒီမှာပါခင်ဗျာဒါလေးကတော့ချက်စီနံပါတ်တန်းလေးပါကဲဒီဘက်မှာကတော့နင်းဘရိတ်လေးပါခင်ဗျာကဲအင်ဂျင်ပါဝါလေးကတော့660လေးပါမော်ဒယ်2008 Suzuki Edo လေးပါခင်ဗျာကဲရသက်ပံအပူးလေးဖြစ်မယ်ရောင်းချပေးမယ်ဈေးတန်းလေးက3400ပေါ်ပေါ်လေးပါ448သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါခင်ဗျာကဲလူချင်းမင်းတို့ပြန်အောင်လို့တော့ကားလေးများကိုလည်းကျွန်တော်တို့ပေါက်သေးနဲ့မချပြန်လဲဝယ်ယူပေးပါတယ်ကားချင်းလက်ထက်လုပ်လို့ရပါမယ်ခင်ဗျာငွေနိုင်ငံချမ်းပြီးတော့လည်းဝယ်ယူလို့ရပါမယ်ကဲရီးကြတွေပါတယ်ချိတ်ဆက်ခြင်းနဲ့ဆိုရင်တော့ microfinance နဲ့ကျွန်တော်တို့ချိတ်ဆက်ပေးတာပါတစ်နှစ်နှစ်နှစ်သုံးနှစ်လောက်ထိချိတ်ဆက်လို့ရပါမယ်ခင်ဗျာကားလေးကိုစိတ်ပါဝင်သားလို့ကိုယ်တိုင်ကိုကြက်လာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်အရှိတကုံရာဇာထွေ1 way လမ်းမကြီးကိုရက်ခွဲကျွန်တော်တို့ရွှေပြည်လမ်းသွယ်ထိပ်လေးမှာဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာကဲကျွန်တော်တို့ကိုစိုးကြီးကားရှိုးတုံးလေးမှာဒါတခြားအိမ်စီးကများသွားလေးရှိပါမယ်ခင်ဗျာကဲကျွန်တော်တို့အသားပြူပြီးရုပ်ချောတဲ့ကျွန်တော်ကိုမင်းမှာအကုန်လုံးကိုကျေးဇူးတင်ပါတယ်